okay ခု calculation ပြီးတော့ရတယ်ပေါ့နော်ခုဒီညာဘက်မှာ result overview ဆိုတဲ့ window လေး auto ပွင့်လာမယ်ဒါကတော့ဘာပြောလဲဆိုရင် office အခန်းလေးမှာ less level ဘယ်လောက်ရလဲဆိုတဲ့ result ကိုပြတာဖြစ်တယ်ဒီမှာဆိုရင်920 less ရမယ် 0.7 ဆိုတာကြတော့ uniformity ကိုပြောတာပေါ့နော်အဲ့တော့ဒီညာဘက်မှာဆိုရင်ဒီမှာ green box လေးရှိမယ်ဒီဟာကျတော့ဘာကိုပြောရလဲဆိုရင်ကျွန်တော်တို့ design လုပ်တဲ့ office အခန်းရဲ့ less level requirement နဲ့ uniformity ကိုရတယ်ဆိုတဲ့ sign ပြတာဖြစ်တယ်တကယ်လို့ဒီနေရာမှာ900မဟုတ်ဘဲနဲ့ဒီ490တို့300တို့ဖြစ်နေမယ်ဆိုရင်ဒီ green box နေရာမှာအနီရောင်ပေါက်လေးပေါ်လာမယ်နောက်တစ်ခုက uniformity လည်းဒီတိုင်းပဲ office ရဲ့ standard uniformity က 0.6 ရှိရမှာပေါ့နော်အနည်းဆုံး 0.6 uniformity ရှိရမှာတကယ်လို့ 0.5 တို့ဖြစ်နေမယ်ဆိုရင်ဒီနေရာမှာအနီရောင် sign လေးပြမယ်အဲ့တော့ဒီ setting မှာဆိုရင်ဒီအနီရောင်လေးအစိမ်းရောင်လေး check လုပ်တာမမြင်ချင်ဘူးဆိုရင် show evaluation ဆိုတာလေးကိုပိတ်ထားမယ်ဆိုရင်ဒီ check box တွေကပိတ်သွားမယ်အဲ့တော့ဒီမှာဆိုရင်အနီရောင်လေးကသူ့လိုအပ်တဲ့ standard ကိုမရဘူးဆိုရင်ဒီအစိမ်းရောင်နေရာမှာဒီအနီရောင်လေးလာပြမှာဖြစ်တယ်ခုဒီဘေးကမြားလေးကိုနှိပ်လိုက်မယ်ဆိုရင်ဒီ workplace မှာရှိတဲ့ last level DD ကိုဒီမှာပြပေးမယ်အဲ့တော့ဘာလေးလဲဆိုရင် average က920 less ရမယ်ကျွန်တော်တို့ target ထားတာက900 less ရှိမယ် minimum less က358 less ရှိမယ် maximum less က988 less ရှိမယ်ဒီ minimum less ကို average နဲ့စားတဲ့ result က 0.7 ဆိုတာ uniformity ကိုပြောတာပေါ့နော်ဒါ uniformity က 0.7 ရှိမယ် okay ဒီမှာ target တွေ900 less ဖြစ်နေကြတော့ကျွန်တော်တို့ဘိုးပထမဆုံးမှာဒီ construction မှာတော့ကဒီ space application ဆိုတဲ့နေရာမှာကျွန်တော်တို့ရွေးပေးခဲ့တဲ့ writing တို့ type writing တို့ဒီ area category ပုံမူတည်ပြီးတော့ဒီမှာရှိတဲ့ target ကလိုက်ပြောင်းတာပေါ့နော်ခုဒီမှာကျွန်တော်ရွေးထားတဲ့ space application ကဒီမှာ$500 less က target ဖြစ်နေလို့ဒီမှာ$500 less ဖြစ်တာတကယ်လို့ဒီနေရာမှာကျွန်တော်တို့ကဒီ resistance tax ဆိုတဲ့ဟာလေးကိုရွေးပေးမယ်ဆိုရင်ဒီ target က$300 less ကိုဖြစ်သွားတယ် okay နောက်တစ်ခုကဒီ D ကိုပြန်သွားလိုက်မယ်ဒီမှာဆိုရင် uniformity က minimum by average နဲ့စားထားတာဒီမှာ 0.6 ရှိရမယ်ကျွန်တော်တို့မှာတော့ဒီမှာ 0.7 ရှိတယ် okay အခုဆိုရင်ကျွန်တော်တို့လုံးမဲ့ space application တွေကိုပြန်ထားပေးလိုက်မယ်ဒါဆိုရင်ဒီမှာလဲ900 less ဖြစ်သွားတယ်အခုဒီမှာမြင်နေရတဲ့အဝါရောင်လေးရောင်ကွက်လေးကတော့ workplane ဖြစ်ပါတယ်အခုဒီမှာဒီ920 less လို့ 0.7 uniformity ရှိတယ်လို့ပြောတဲ့ result တွေကတော့ဒီ workplane ပေါ်မှာရှိတဲ့ result တွေဖြစ်ပါတယ်အဲ့တော့အခုကျွန်တော် workplane အကြောင်းကိုနည်းနည်းရှင်းပြမယ် workplane ရဲ့ဒီမှာ height က 0.8 ရှိတယ် 0.8 ဆိုတာကတော့ဒီ floor ကနေပြီးတော့အပေါ်ကို 0.8 meter မှာရှိတယ်သူကရုံးခန်းနေမှာဆိုရင်တော့ဒီ 0.8 က standard ပေါ့နော်ဒါလို့လဲဆိုရင်ကျွန်တော်တို့အလုပ်လုပ်တဲ့စပွဲရဲ့ပေါ်မျက်နှာပြင်နေရာကိုယူထားတာဖြစ်တယ်စပွဲတွေကတော့များသောအားဖြင့် 0.75 ရှိတယ်ကျွန်တော်တို့ workplane တွေကတော့ 0.8 မှာပဲ standard ထားရတယ်။ Okay အခု wall zone အကြောင်းလေးကျွန်တော်နည်းနည်းရှင်းပြမယ်။ wall zone အကြောင်းရှင်းပြဖို့ကျွန်တော် plan လေးသွားလိုက်မယ်။ခုဒီမှာဆိုရင် wall zone ကိုဒီမှာကျွန်တော် 0.2 မှာထားထားတယ်။ wall zone ကိုကျွန်တော်0မှာပြန်ထားကြည့်လိုက်မယ်။ဒါဆိုရင် result တွေကပြန်ပြီးတော့ cancel ဖြစ်သွားမယ်။ကျွန်တော်တို့ calculate နောက်တစ်ခါပြန်လုပ်ရမယ်။အဲ့တော့ calculate မလုပ်ခင်မှာ wall zone အကြောင်းကိုသေချာပြန်ရှင်းပြမယ်။အခုဒီနေရာမြင်ရတဲ့ line တွေကတော့ကျွန်တော်တို့ရဲ့ဒီနံရံနေရာလေးပေါ့နော် wall နေရာလေးခု wall zone ကို0မှာထားတော့ wall plane ကဒီနံရံနေမှာသွားပြီးကတ်နေမယ်တကယ်လို့ဒီမှာ wall zone ကို 0.2 လောက်မှာထားမယ်ဆိုရင် wall zone ကအတွင်းထဲကို200 mm လောက်ထဲထဲကိုဝင်သွားမယ်အဲ့တော့ plan ပြောရင်သွားကြည့်ရင်ဒီမှာ200 mm လောက်ဝင်သွားမယ်အဲ့တော့ကိုလုံးမဲ့ project ဒီမှာဒီ wall zone ကို0ထားမလားဘယ်လောက်ထားမလဲဆိုတော့ကျွန်တော်တို့ project ပေါ်မူတည်မယ်ပြီးရင် work station ပေါ်မူတည်မယ်တခါတလေကျွန်တော်တို့ကလုံးလို့တဲ့စပွဲတွေကိုဒီနံရံမှာကတ်ပြီးတော့နံရံကိုမျက်နှာမူပြီးထားမယ်ဆိုရင်တော့ wall zone ကို 0.2 မှာထားလို့မရဘူးတကယ်လို့ဒီနံရံနေမှာကျွန်တော်တို့ဗီဒီယိုတွေတို့တခြား work station မဟုတ်တဲ့တခြားဘောနော်ဒီပစ္စည်းတွေထားမယ်ဒီမှာပန်းအိုးတွေရှိတယ်ပေါ့နော်တခုခုထားမယ်ဆိုတော့ကျွန်တော်တို့ကဒီ office တွေဒီနေရာတွေကိုထည့်မတက်ဘူးဒါကြောင့်မလို့ wall zone ကိုဒီမှာတော့ကျွန်တော်က 0.2 မှာထားထားတယ်အဲ့တော့ wall zone ကဘယ်လောက်မှာထားမလဲဆိုတာကိုလုံးမဲ့ project ရဲ့ work station ပုံမူတည်ပြီးတော့ထားမှာပေါ့နော်ခုဒီမှာကျွန်တော် wall zone ကို 0.2 မှာထားလိုက်မယ်โอเคတကယ်လို့ wall zone ကို0မှာထားပြီးတော့ကျွန်တော်တို့က calculate လုပ်မယ်ဆိုရင်ခုနကရတဲ့ result တွေကတော့နည်းနည်းကွာသွားနိုင်မယ်ဒီမှာဆိုရင်488ပဲရတော့တယ်
ဘာလို့လဲဆိုတော့ဒီ work plane က area ပိုကျယ်သွားတယ် work plane ကျယ်သွားလေ average less level ကပို့ပြီးတော့နည်းသွားလေဖြစ်တယ်အဲ့တော့ work plane ကိုကျွန်တော် point 2မှာပြန်ထားလိုက်မယ် point 2မှာပြန်ထားလိုက်ပြီးတော့ဒီမှာ yes ကိုနှိပ်ပြီးလိုက်မယ်အဲ့တော့ကျွန်တော် calculate ပြန်လုပ်လိုက်မယ်အခုဒီမှာ iso line လေးတွေနဲ့ပြပြီးတော့ number လေးတွေပေါ်နေတာကြတော့ဒီ iso line ရဲ့အထက်ဒီအတွန်းဘက်မှာရှိတဲ့ last level value ကိုပြတာပေါ့နော်ဒီ iso line နေရာမှာဆိုရင် last level က950ရတယ်ဆိုရပြတယ်ဒီအပြင်မှာဆိုတော့925ဒီဘက်မှာဆိုရင်900 less ရမယ်ဒီဘက်မှာ400 less ရမယ် okay plan view ကိုတွားပြီးထပ်ရှင်းပြမယ်ဒီမှာ950 less ဆိုရ iso line လေးပြမယ်ဒီမှာ925ရမယ်ဒီမှာ900ရမယ်အနည်းဆုံးတော့ဒီမှာ385 less ရမယ် okay အခုဒီဘက် result မှာဆိုရင် minimum က358 less ရှိတယ်ဒီမှာအနည်းဆုံးမှာကျတော့385ရှိတော့ကွာနေတယ်ပေါ့နော်ဘာလို့ကွာလဲဆိုရင်ကျွန်တော်တို့အခုဒီမှာ last level result ပြတဲ့ iso line ရဲ့ဒီ setting ပေါ်မှာမူတည်တယ်အဲ့တော့ iso line setting လေးကိုဘယ်လိုပြင်မလဲဆိုရင် work plane ကိုကျွန်တော်တို့က selection မှတ်ထားရမယ်အဲ့တော့ကျွန်တော် control 0နဲ့ plan view သွားလိုက်မယ်ဒီ result ပေါ်မှာကျွန်တော် click တစ်ချက်နေလိုက်မယ်ဒါဆိုရင်တော့ဒီ work plane ကို selection ဖြစ်သွားပြီ work plane ကို select လုပ်ထားတာကို deselect လုပ်ချင်တယ်ဆိုရင်ပြန်ဖြုတ်ချင်တယ်ဆိုရင်ဒီ left click နဲ့ paste တနေရာရာကို click တစ်ချက်နေလိုက်ဒါဆိုရင် work plane ကို deselect ဖြစ်သွားပြီ okay ပြန်ပြီး select မှတ်ချင်တယ်ဆိုရင်ဒီမှာမှတ်လို့ရတယ်ဒီမှာပဲနှိပ်လိုက်လို့ရတယ်နောက်တစ်နည်းကကြတော့ light ထဲကိုသွားပြီးရင်ဒီ work plane ကို click တစ်ချက်နေပြီးတော့ selection မှတ်လို့ရတယ် work plane ကို select မှတ်ချင်တယ်ဆိုရင်ဒီ light ဆိုတဲ့ဒီ mode ထဲမှာသွားပြီးတော့ select မှတ်မှရမယ်တကယ်လို့ construction နဲ့သွားပြီးတော့ selection မှတ်ရင် click နှိပ်လဲရမှာမဟုတ်ဘူးအဲ့တော့ကျွန်တော်တို့က light ကိုသွားဒီမှာ work plane ကို select မှတ်ပေးလိုက်မယ် okay အခုကျွန်တော် plan view ကိုပြန်သွားလိုက်မယ်အခုဒီမှာ iso line ဆိုတာလေးရှိတယ် iso line ဆိုတဲ့ဘေးကညားလေးကိုနှိပ်လိုက်မယ်ဆိုရင် iso line ကိုပြင်လို့ရမယ် setting လေးထွက်လာမယ် color selection ဆိုတာကြတော့ဒီ iso line ရဲ့ color ကိုပြောတာအခုဒီမှာဆိုရင်တော့အမဲရောင်ထားထားတယ်ကိုကြိုက်တဲ့ color ကို change နေတယ်ဆိုရင်ဒီအမဲရောင် box လေးကိုနှိပ်လိုက်ပြီးရင်ဒီမှာကို prefer ဖြစ်တဲ့ရောင်ရွေးလို့ရတယ်အခုအပြာရောင်ထားကြည့်လိုက်မယ်ဒါဆိုရင်ဒီမှာအပြာရောင်တွေဖြစ်သွားမယ်ဒီ box ပေါ်မှာလည်းအပြာရောင်ဖြစ်သွားမယ်အဲ့တော့အမဲရောင်ထားမယ်ဆိုရင်ဒီအပြာရောင် box ပေါ်မှာ click တစ်ချက်နေလိုက်ဒီအမဲရောင်ရွေးပေးပေါ့နော်ကိုကြိုက်တဲ့ color ကိုထားမယ်ဆိုရင်ဒီမှာ color ကိုထားပေါ့နော်ကျွန်တော်က standard တိုင်းပဲအမဲရောင်ကိုပြန်ထားလိုက်မယ် okay နောက်တစ်ခုကကျတော့ဒီမှာ font size ဆိုတာရှိတယ် font size ကကျတော့ဒီမှာပြတဲ့ values တွေရဲ့ font size ကိုပြောတာပေါ့နော်ဒီမှာ automatic မှာထားထားတယ်ကိုကဒီ font size ကိုသေးချင်တယ်ကြီးချင်တယ်ဆိုရင် user define ကိုနှိပ်လိုက်ပြီးရင်ဒီမှာ 0.05 ကို 0.1 တခုပြင်လိုက်ဒါဆိုရင် font size တွေကြီးသွားမယ်ပေါ့နော်ဒါကတော့ကို plan ပေါ်မူတည်ပြီးတော့ font size အကြီးသေးကိုဒီမှာပြန်ပြင်လို့ရမယ်အခုတော့ကျွန်တော် automatic ကိုပြန်ထားလိုက်မယ် preset မှာတော့ဒီ standard preset မှာထားထားတယ်အဲ့တော့ဒီ preset ကိုကျွန်တော်ပြင်ချင်တယ်ဆိုရင်ဒီအောက်မှာ configure ဆိုတာရှိတယ် configure လာလေးကိုနှိပ်လိုက်မယ်ဒီမှာဆိုရင်သူပြမယ်အနည်းဆုံး less က385ရှိမယ်အများဆုံးက950ရှိမယ်အခုဒီမှာဒီ work plane ပေါ်မှာပေါ်နေတဲ့ iso line ရဲ့အနည်းဆုံးက385ရှိမယ်အများဆုံးက950ရှိမယ်โอเคအဲ့တော့ဒီဘက် result မှာဆိုရင်ဒီမှာ minimum က358 less ရှိတယ်အဲ့တော့ဒီနေရာမှာ minimum less ဖြစ်တဲ့358ကိုပြချင်တယ်ဆိုရင်ဒီမှာ358ဆိုပြီးတော့ရိုက်လိုက်ပြီးရင်ဒီမှာ s ဆိုပြီးနှိပ်ပေးလိုက်ဒါဆိုရင် work plane ပေါ်မှာပြမယ် iso line တွေက iso line က358 minimum နေပြီးတော့950 maximum ထိပြတယ်ဒါဆိုရင် iso line ပေါ်မှာ358ပေါ်လာကျွန်တော်တစ်ချက်သွားကြည့်အောင်ဒီ click တစ်ချက်ဒီပြီးမှနှိပ်လိုက်ဒီမှာဆိုရင်358ကမတွေ့ရဘူးသို့ပေမဲ့ဒီ down လေးမှာဆိုရင် iso line လေးတစ်ခုပေါ်လာတယ်ဒီမှာ number တော့မပေါ်ဘူးအဲ့ဒါကဘာလို့မပေါ်လဲဆိုရင် font size ကကြီးနေတော့ဒီနေရာမှာဒီ values ကပေါ်လို့မရဘူးဖြစ်နေတယ်အဲ့တော့ကျွန်တော်တို့ကဒီ font size ကိုပြန်သွားမယ် user define ကိုပြန်သွားကြည့်မယ်ဒီမှာ 0.10 လောက်မှာထားမယ်ဆိုရင်358ဆိုတဲ့ less လေးပေါ်သွားမယ် okay 358ဆိုတဲ့ minimum less တော့ပေါ်သွားတယ်သို့ပေမဲ့ကျွန်တော်တို့ဒီ report ထုတ်တဲ့အချိန်မှာဒီ font size ကဒီမှာတေးသေးမှုံမှုံလေးဖြစ်တော့မြင်ရမှာမဟုတ်ဘူးအဲ့တော့ကျွန်တော်တို့က automatic ကိုပြန်ပြီးထားလိုက်မယ်358ကဒီ result overview မှာပြမှာဖြစ်တဲ့အတွက်ဒီ
ဒီ ISO line မှာမမြင်ရလဲပြဿနာတော့မရှိဘူးဒါပေမဲ့ကိုကထည့်ခြင်းတယ်ဆိုရင်ထည့်လို့ရအောင်လို့ကျွန်တော်ကရှင်းပြတာဖြစ်တယ်ခုဒီမှာ358ကိုမထည့်ခြင်းဘူးဆိုရင်ဒီ358ဆိုတဲ့ဒီ number ကို select လုပ်လိုက်ပြီးရင်ဒီမှာ remove ဆိုတာလေးကိုနှိပ်ပေးလိုက်မယ်ဒါဆိုရင်ပြောင်းသွားမယ် okay အဲ့ဒီဘောတိုင်းပဲကိုမြင်ခြင်းတဲ့ values တွေကိုဒီနေရာမှာထပ်ထည့်လို့ရတယ် okay နမူနာအနေနဲ့950နဲ့900ခြားထဲမှာ925ဆို less ထည့်ခြင်းတယ်ဆိုရင်ဒီမှာ925ဆိုပြီးတော့ထည့်ပေးလိုက်မယ်အဲ့ပေါ့နော်ဒါဆိုရင်ဒီမှာ925ဆိုတဲ့ values လေးထပ်ပေါ်လာမယ်အဲ့တော့925ကို remove လုပ်ချင်တယ်ဆိုရင်ဒီမှာ925ကို click တစ်ချက်နေပြီးတော့ remove ဆိုတာလေးပြန်နှိပ်ပေးလိုက်မယ် okay အခုတခါကျွန်တော်တို့က900နဲ့15 less ဆိုပြီးတော့ထပ်ထည့်ကြည့်အောင်အဲ့တော့ add ဆိုပြီးထည့်လိုက်မယ်ဆိုရင်ဒီမှာ925ဆိုပြီးတော့ပေါ်လာမယ်အဲ့တော့အခုပြတဲ့ပုံစံတွေကကြတော့ဘာကိုပြောရလဲဆိုရင်ကျွန်တော်တို့ကိုပေါ်ခြင်းတဲ့ဒီ last level values အတိအကျပေါ့နော်အတိအကျကို ISO line ပုံမှာပြခြင်းနေဆိုရင်သူကဒီပုံစံနဲ့လုပ်လို့ရတယ်အခု915ကို remove လုပ်လိုက်မယ်အခုဒီမှာပြထားတာကြတော့385 less ကနေပြီးတော့950အထိ ISO line အဆင့်က5ဆင့်ရှိမယ်1 2 3 4 5ဒီမှာ5ဆင့်ရှိမယ်ပေါ့နော်ဒီ quantity 5ခုရှိမယ်အဲ quantity 5ခုကိုကျွန်တော်တို့ဟာ5ခုမဟုတ်ဘဲနဲ့တကယ်လို့10ခုလောက်လုပ်ချင်လဲရတယ်အဲ့တော့ဒီ quantity ဆိုတဲ့နေရာမှာ10ခုလောက်ထည့်လိုက်ပြီးရင် apply ဆိုနေပြလိုက်မယ်ဒါဆိုရင်350ရနေပြီးတော့950အထိ350ရနေပြီးတော့950အထိဒီသူ့auto generate လုပ်ပြီးတော့ရေးတွဲ10ခုသူကဒီမှာထည့်ပေးမှာ minimum 350ရနေပြီးတော့ maximum 950ကြားတဲ့ကို auto arrange လုပ်ပေးတာတကယ်လို့ကိုကဒီမှာ350မဟုတ်ဘဲနဲ့ဒီ300နဲ့မှ80ရနေဒီ start value ထားမယ်ဒီ target value ကို950မဟုတ်ဘဲနဲ့980လောက်ထားပြီးတော့ apply လုပ်လိုက်မယ်ဆိုရင်ဒီမှာ380နေပြီးတော့980ရှိတဲ့နေရာအထိသူက ISO line နေပြမှာဖြစ်တယ်အဲ့တော့ဒီ quantity ကလည်းခုနအတိုင်းပဲ5ခုတိုင်းပဲထားရင်လည်း5ခုပေါ့နော်ပြီးရင် apply နှိပ်ပေးလိုက်ရင်ဒီမှာ300နဲ့80ရနေပြီးတော့980ဒီကိုဒီမှာ quantity 5ခုနဲ့ဒီမှာ ISO line နေပြပေးမှာဖြစ်တယ်နောက်တစ်ခုလုပ်လို့ရတာတစ်ခုရှိသေးတယ်အဲ့ဒါဒီမှာ step value မှာ0နေရာမှာကျွန်တော်တို့က350ထားလိုက်ပြီးရင် step width ဆိုတာရှိတယ် step width ကို50လောက်ထားလိုက်မယ်သူကဘာကိုပြောရလဲဆိုရင်350နေပြီးတော့ဒီ step က50ပေါင်းပြီးတော့ ISO line နေပြမှာအဲ့တော့350ပြီးရင်400 450 500ဆိုပြီးတော့သူက last level 50တိုးပြီးတော့သူက ISO line နေပြမှာဒီမှာလဲ quantity အဲ့လိုပဲ5ခုထားမလား10ခုထားမလားကိုပေါ်ချင်တဲ့လောက်ထားလို့ရတယ်အဲ့တော့ဒီမှာ apply လုပ်ကြည့်အောင်အဲ့တော့ဒီမှာ apply လုပ်လိုက်တော့ကြတော့ဒီမှာ350နေစပြီးတော့သူက ISO line ကပေါ်ပြီးတော့50ထပ်ပေါင်းပြီးတော့မှဒီအဆင့်5ဆင့်ပေါ့နော်5ခုနဲ့ပေါင်းသွားမယ်ဒါဆိုရင်ပြန်ကြည့်မယ်ဆိုရင်350ရှိလားဆိုရှာတော့350ရမရှိဘူးဘာလို့လဲဆိုတော့ minimum က350မရှိဘူး358ပဲရှိတယ်အဲ့တော့ဒီ ISO line မှာ350မပြဘူးအဲ့တော့ configure ကိုပြန်သွားပြီးတော့ဒီမှာ step value ကို300နဲ့80ရနေစကြည့်လိုက်မယ်ပြီးရင် step width ကကျွန်တော်50လောက်ပဲပြန်ထားလိုက်မယ်ပြီးရင် apply ဆိုနေကြည့်လိုက်မယ်ဒါဆိုရင်380ရနေစပြီးတော့50ထပ်ပေါင်းပြီးတော့ ISO line နေပေါ်သွားမယ်ဒါကတော့ကိုယ်စိတ်ချက်ဒီ modify လုပ်တဲ့ပုံစံပေါ့နော်ဒီမှာ5ခုနေရာမှာ9ခုလုပ်လိုက်ရင်ဒီ step ကအဆင့်80နဲ့ ISO line နေလာပြမှာဖြစ်တယ်အဲ့တော့ကိုယ်စိတ်ချက်ပြင်ထားတဲ့ဒီ ISO line setting ကိုပြင်ချင်တယ်ဆိုရင် add preset ဆိုတဲ့နေရာမှာဒီမှာနာမည်ပေးလိုက်ရင်ကျွန်တော် AK ဆိုပြီးတော့ကျွန်တော်ပေးလိုက်မယ်ပြီးရင် save ဆိုပြီးတော့နှိပ်လိုက်မယ်ဒါဆိုရင်ဒီ preset နေရာမှာကျွန်တော်ရဲ့ save လိုက်တဲ့ preset setting လေးရမယ်အဲ့ဒါဆိုရင်ဒီမြားလေးကိုနှိပ်လိုက်ဒီမှာ standard ဆိုရင်ဒါ software ရဲ့ standard လောက်ထားတဲ့ preset setting ရမယ်ကဲလို့ကိုပြင်ထားတဲ့ setting ကိုလိုချင်ဒီမှာ AK ဆိုတာလေးရှိတယ်ဒါလေးကိုပြန်ခေါ်လိုက်ရင်ကိုစိတ်ကြပြင်ထားတဲ့ preset setting ကိုရမယ်အဲ့တော့ဒီ preset setting တွေကိုပြန်ဖြတ်ချင်တယ်ဆိုရင်ဒီမှာ cross sign လေးရှိမယ်ဒီ cross sign လေးကို delete နှိပ်လိုက်ရင်ရတယ် okay နောက်တစ်ခုအနေနဲ့ကြတော့ဒီမှာ value check ဆိုတာရှိတယ်အဲ့တော့ value check ဆိုတာကိုနှိပ်ကြည့်လိုက်မယ်အဲ့တော့ value check ကလည်း ISO line တော့လိုပဲဒီကျွန်တော်တို့ရဲ့ work plane ကို selection မှတ်ထားဖို့လိုတယ်ပြီးရင် value check လေးကိုတစ်ချက်နှိပ်ကြည့်လိုက် value check ကကြတော့ point တစ်ခုချင်းစီမှာ last level ဘယ်လောက်ရလဲဆိုပြီးတော့သူက
point တစ်ခုချင်းစီပြတာ iso line နဲ့တော့မတူဘူးအဲ့တော့ဒီနေရာမှာသွားတိုက်ရင်414 lux ရမယ်ဒီနေရာမှာဆိုရင်490 lux ရမယ်အဲ့တော့ဒီနေရာမီလုံးရှိတဲ့နေရာအောက်ဆိုတော့တခြားနေရာတွေထပ်တော့ပို့ပြီးတော့လင်းရပိုများတယ်အဲ့တော့ဒီ point ဆိုရင်966 lux ရမယ်ဒီနေရာကျတော့ဒီမီလုံးနှလုံးပေါင်းပြီးတော့လင်းတဲ့နေရာ center ဖြစ်တဲ့အတွက်အလင်းရပို့ပြီးတော့များတယ်အဲ့တော့များသောအားဖြင့်တော့ဒီလို down နေနေရာမှာတော့ပို့ပြီးတော့နည်းလေးရှိတာပေါ့နော် okay အဲ့တော့ဒီမှာ iso line ရောဒီမှာဒီ value check setting ရောရှုပ်နေတဲ့အထင်ကျွန်တော်တို့ကဒီကောင်ကိုပြန်ပြီးတော့ဖြတ်လို့ရတယ်အဲ့လိုဖြတ်ချင်တယ်ဆိုရင်ဒီမှာ delete diagram ဆိုတာလေးကိုနှိပ်ပေးလိုက်ဒါဆိုရင်အကုန်လုံးပြတ်သွားမယ်ကျွန်တော်တို့က value check ကိုပြန်ပြီးတော့စစ်ချင်တာဆိုတော့ဒီမှာ value check ဆိုတာလေးကိုပြန်နှိပ်လိုက်မယ် okay ဒီ value check setting ကလည်းခုန iso line လိုပဲဒီ standard တွေကိုကျွန်တော်တို့က configuration ပြန်လုပ်လို့ရတယ်အဲ့တော့ဒီမှာ value check setting ဆိုတဲ့ပေမှာမြားလေးကိုနှိပ်လိုက်ဒီမှာ color selection ဆိုတဲ့နေရာမှာဒီမှာဆိုရင် standard ကတော့အပြာရောင်လေးနဲ့ပြမယ်အဲ့တော့ကျတော့အပြာရောင်ကိုခုနတိုင်းပဲကိုယ်စိတ်ချထားလို့ရမယ်အဲ့တော့ iso line ရဲ့ဒီ color setting နဲ့ value check ရဲ့ color setting တွေကတော့ခွဲထားရမယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့က report ထုတ်တဲ့ချိန်မှာဒီစာရွက်တစ်ရွက်ထဲမှာ2မျိုးလုံးထုတ်တယ်ဆိုရင်အရောင်မတူမှပဲဒီဖတ်ရတာပို့ပြီးတော့ဒီကွဲကွဲပြားပြားဖြစ်မှာဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့က color selection မှာတော့ iso line ရဲ့ color နဲ့ value check color တွေကိုခွဲထားမယ် standard တိုင်းပဲထားရင်တော့သူကတော့အရောင်ခွဲပြီးသားပေါ့နော်အဲ့တော့ဒီမှာ font size ကလည်းဒီမှာ automatic မှာထားထားတယ် user define လုပ်လို့ရမယ် font size ပြင်လို့ရမယ်ပေါ့နော်ဒီမှာအဲ့တော့ကျွန်တော် automatic ကိုပြန်ထားလိုက်မယ်ဒီမှာ rotation ဆိုတာရှိတယ် rotation ကတော့ဒီ anti clockwise တိုင်းပဲလဲမလားသို့မဟုတ်ရင် clockwise တိုင်းပဲ rotate လုပ်မလားပေါ့နော်ကိုဒါကတော့ကို prefer ဖြစ်တဲ့ setting ကိုလုပ်လို့ရမယ်နောက်တစ်ခုကကြတော့ဒီမှာ quantity ဆိုတာရှိတယ် quantity ကိုနှိပ်လိုက်မယ်ဆိုရင်ဒီမှာသူ့ရဲ့ standard က x direction တိုင်းပဲ8ခု y direction တိုင်းပဲ5ခုရှိမယ်အဲ့ဒါဘာလဲဆိုရင်ဒီမှာ calculation point တွေကိုပြောတာအဲ့တော့ဒီမှာဒီ point မှာဆိုရင်424ပေါ့နော်ဒီ x direction တိုင်းကို calculate လုပ်မဲ့ point ကဒီမှာ8ခုရှိမယ် y direction တိုင်းကိုက5ခုရှိမယ်အဲ့တော့ဒီ point တွေကိုကျွန်တော်တို့ကထပ်ပြီးတော့တိုးကျင်တယ်ဆိုရင်လည်းဒီမှာတိုးလို့ရတယ်ဒီမှာ10ခုဆိုပြင်လိုက်မယ် y direction မှာ8ခုဆိုပြီးတော့ပြင်ကြည့်လိုက်မယ် okay ဒါဆိုရင် calculation point တွေပိုတိုးသွားမယ်အဲ့တော့ဒါကတော့ calculation point ပိုများတော့ဒီဘယ်နေရာမှာဘယ်လောက် less ရတယ်ဆိုရယ် dd ကတော့ပိုပြီးတော့များသွားမယ်